Excel software ကိုဖွင့်လိုက်တဲ့အချိန်မှာမြင်ရမယ့်မြင်ကွင်းဖြစ်ပါတယ်။ဒီထဲမှာအဓိက cloud 3ခုရှိပါတယ်။ Home ရယ် New ရယ် Open ရယ် Open ကတော့ကိုလုပ်ပြီးသား Excel file ကိုဖွင့်ပြီးသုံးဖို့အတွက်ဖြစ်ပါတယ်။ New ကိုနှိပ်ကြည့်မယ်။ New မှာကတော့ Microsoft ကအခမဲ့ထောက်ပံ့ပေးတဲ့ Excel template တွေကိုစိတ်ကြိုက်ရွေးချယ်ပြီးသုံးနိုင်မှာဖြစ်ပါတယ်။အခုကျွန်တော်တို့ကပထမဆုံးစသုံးမှာဖြစ်တဲ့အတွက် Home ကိုသွားမယ်။ဒီအောက်မှာဆိုရင်လည်း Recent Favorite နှစ်ခုရှိပါတယ်။ကိုလက်တော်သုံးထားတဲ့ file တွေကို Recent ဆိုတဲ့ခေါင်းစဉ်အောက်မှာပြနေမှာဖြစ်ပြီးတော့ကို Favorite ဖြစ်သတ်မှတ်ထားတာတွေကတော့ Favorite ဆိုတဲ့ခေါင်းစဉ်အောက်မှာပြနေမှာဖြစ်ပါတယ်။ညာဘက်မှာလည်း Microsoft က free ပေးထားတဲ့ Excel template တွေကိုပြနေမယ်။ Excel မှာတော့ file လို့မခေါ်ဘဲနဲ့ workbook လို့ခေါ်ပါတယ်။အဲ့တော့ blank workbook တစ်ခုလိုချင်တာဖြစ်တဲ့အတွက်ဒီ blank workbook ကိုပဲ click နှိပ်ပြီးတော့ file တစ်ခုယူလိုက်မယ်။ဒီနည်းလမ်းနဲ့ Excel ကို camera မှာအသုံးပြုလို့ရတယ်လို့တကယ်လို့ကိုက mobile phone နဲ့အသုံးပြုချင်တယ်။ camera ရဲ့မြင်ကွင်းတိုင်းသုံးချင်တယ်ဆိုရင်တော့အခုလိုကို mobile phone ထဲမှာရှိတဲ့ browser တွေက Chrome, Firefox အစရှိတဲ့ browser ကိုဖွင့်ပြီးတော့ camera ရဲ့မြင်ကွင်းတိုင်း Microsoft Word, Excel, PowerPoint တွေကိုအခမဲ့သုံးပြုလို့ရပါတယ်။အခုကျွန်တော်ဒီမှာ Create Blank Workbook ဆိုပြီးတော့ click နှိပ်ကြည့်လိုက်မယ်။အခုကျွန်တော်မြင်ရတဲ့မြင်ကွင်းတိုင်းကိုယ့်ရဲ့ mobile phone ထဲမှာမြင်ရဖို့ဆိုရင်လိုအပ်မယ့်တစ်ခုကကိုယ့် mobile phone browser ရဲ့ setting မှာ desktop view ကိုပြောင်းထားဖို့လိုပါတယ်။ခုလိုသုံးနိုင်ဖို့အတွက်ဆိုရင် Microsoft ရဲ့ account တစ်ခုရှိဖို့လိုပါတယ်။အဲဒီ Microsoft account တည်ဆောက်ရေးဗီဒီယိုရဲ့ link ကိုလည်းဒီဗီဒီယိုရဲ့ description ထဲမှာထည့်ထားပေးပါမယ်။အခုဖွင့်ထားတဲ့ desktop က Excel application ကိုပြန်သွားပြီးသုံးပါမယ်။ desktop မှာရော web version မှာရောအပေါ်ဆုံး area မှာ ribbon ရှိနေပါမယ်။အဲဒီ ribbon ထဲမှာသက်ဆိုင်ရာ tools တွေကိုစုထားတဲ့ tab လေးတွေရှိပါမယ်။ဥပမာ formula နဲ့ပတ်သက်တာတွေဆိုရင် formula tab ထဲမှာရှိမယ်။ data နဲ့ပတ်သက်တာတွေဆိုရင် data tab ထဲမှာရှိမယ်။အသုံးအများဆုံး tools တွေကတော့ home ထဲမှာပဲရှိပါတယ်။ tools တွေအသုံးပြုနည်းကိုကျွန်တော်ကတစ်ခုချင်းလိုက်ရှင်းပြနေတာမျိုးမလုပ်ဘဲနဲ့အခြေခံလေ့ကျင့်ခန်းလေးတစ်ခုလုပ်ပြီးတော့သုံးစွဲနည်းတွေကိုမှတ်မိသွားအောင်ကျွန်တော်ရှင်းပြချင်ပါတယ်။ပထမဆုံးပြောချင်တာက ribbon ရဲ့အောက်ဆုံးမှာရှိတဲ့ဒီဘားလေးအကြောင်းပါ။ဒီဘားလေးရဲ့ဘယ်ဘက်ထိပ်မှာ FX ဆိုပြီးတော့ပြနေပြီးတော့ဒီဘားလေးကိုခေါ်တာက formula bar လို့ခေါ်ပါတယ်။ကျွန်တော်တို့ဒီ cell တွေထဲမှာရေးသမျှ formula တွေအားလုံးကိုဒီထဲမှာပြပါတယ်။တန်ဖိုးတွေကိုလည်းဒီထဲမှာပြပါတယ်။ပြီးတော့ A B C D E F G ဆိုတဲ့ဟာလေးတွေက column တွေဖြစ်ပြီးတော့ downline အခုလို column တွေကိုနာမည်ပေးထားတာဖြစ်ပါတယ်။သူတို့ကို column name လို့ခေါ်ပါတယ်။ဥပမာ column A, column H, column K ဒီလိုခေါ်ပါတယ်။ဘယ်ဘက်က1 2 3 4 5 6 9 10ဆိုတဲ့ဟာလေးတွေကတော့ row တွေအခုလိုတန်းလန်းတဲ့ row လေးတွေရဲ့နံပါတ်တွေဖြစ်ပြီးတော့သူတို့ကို row number တွေလို့ခေါ်ပါတယ်။ row တစ်ခုခုရဲ့အစအဆုံးကို select လုပ်ချင်ရင်အဲဒီသက်ဆိုင်ရာ row ရဲ့နံပါတ်ပေါ်မှာ click ချက်နှိပ်လိုက်ရုံနဲ့ row တစ်ခုလုံးကိုအစအဆုံး select လုပ်ပေးမှာဖြစ်ပါတယ်။တကယ်လို့ column တစ်ခုဆိုရင်လည်း column name ပေါ်မှာ click နှိပ်လိုက်တာနဲ့အဲဒီ column ရဲ့အစအဆုံးကို select လုပ်ပေးမှာဖြစ်ပါတယ်။လေလို့ column နှစ်ခုသုံးခုကို select လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့က select လုပ်ချင်တဲ့ column name ပေါ်မှာချိန်ပြီးရင်ဒီပေါ်မှာ mouse ကိုထိတာ click and drag ဆွဲချင်တဲ့ဘက်ကိုညာဘက်ဖြစ်ဖြစ်ဘယ်ဘက်ဖြစ်ဖြစ်ဆွဲသွားပြီးတော့အခုလို column တွေအများကြီးကိုကြပြိုင်နဲ့ select လုပ်နိုင်ပါတယ်။ row တွေဆိုရင်လည်း row number တွေပေါ်မှာ click and drag ပြီးဆွဲပြီးတော့ row တွေအများကြီးကို select လုပ်နိုင်ပါတယ်။ခုမြင်နေရတဲ့အကွက်ကလေးတွေတစ်ခုချင်းစီကိုတော့ကျွန်တော်တို့က cell လို့ခေါ်ပါမယ်။ cell တွေကို select လုပ်ချင်တယ်ဆိုရင်အခုလို click and drag ပြီးတော့ select လုပ်လို့ရတယ်လို့ cell တွေအားလုံးကို select လုပ်ချင်တယ်ဆိုရင် row တွေ column တွေရဲ့စုံချက်ဖြစ်တဲ့ pivot data ဒီနေရာလေးမှာ click ချနှိပ်လိုက်တာနဲ့ cell တွေအားလုံးကို select လုပ်ပေးမှာဖြစ်ပါတယ်။ cell တွေအားလုံးဆိုတာကလက်ရှိအောက်မှာမြင်နေရတဲ့ sheet 1ဆိုတဲ့ဒီ sheet လေးတစ်ခုထဲမှာရှိတဲ့ cell တွေအားလုံးကို select လုပ်တာဖြစ်ပါတယ်။ Excel မှာက sheet လို့ခေါ်ပြီးတော့အလားတူတူတာက Word မှာဆိုရင်တော့ page လို့ခေါ်ကြပါတယ်။တကယ်လို့ sheet နောက်တစ်ခုထပ်လို့ချင်တယ်ဆိုရင်ညာဘက်ကဒီအပေါင်းခလုံးလေးကိုနှိပ်ပြီးတော့ sheet တွေလိုသလောက်ထပ်ယူလို့ရပါတယ်။အခုကျွန်တော်တို့ကနမူနာစီးရင်လေးတစ်ခုလုပ်ပြီးတော့လေ့ကျင့်ကြည့်မယ်။ဘယ်ဘက်တောက်မှာအပေါ်ထိပ်မှာကတ်နေရင်အမြင်မရှင်းပါဆိုတဲ့အတွက်ကျွန်တော်ဒီဒုတိယ cell ကိုရွေးလိုက်ပါမယ်။ဒီဒုတိယ cell က column B မှာရှိပြီးတော့ row number 2မှာရှိတဲ့အတွက်ဒီ cell ရဲ့နာမည်ကိုကျွန်တော်တို့က B2 လို့ခေါ်ပါမယ်။ cell ရဲ့နာမည်ကိုခေါ်တဲ့အခါမှာသက်ဆိုင်ရာ column name ကိုအရှိမထားပြီးတော့သက်ဆိုင်ရာ row ရဲ့နံပါတ်ကိုအနောက်မှာထားပါတယ်။ဥပမာဒီ cell ဆိုရင် B2 ဒီဘက် cell ဆိုရင် C2 ဒီ cell ဆိုရင် E11 လို့ကျွန်တော်တို့ခေါ်ကြပါတယ်။အခု B2 မှာ click ချလိုက်မယ်။ကျွန်တော်ကအမှတ်စဉ်အန်လို့ရလိုက်မယ်။
ပြီးညာဘက်ကအကွက်ကိုရွှေ့ဖို့အတွက် keyboard ကနေညာဘက်မြားလေးကိုတစ်ချက်နှိပ်လိုက်မယ်တကယ်လို့အောက်ကိုဆင်းကျင်နေဆိုရင်အောက်မြားလေးကိုနှိပ်လို့ရတယ်ပေါ်တက်ချင်အပေါ်မြားဒါမှမဟုတ် enter နှိပ်ရင်လည်းသူကလက်ရှိရောက်နေတဲ့ cell ကနေအောက်ကိုရွှေ့ပေးပါတယ်အဲ့တော့ဒီဘက် cell မှာစာနေနဲ့ရိုက်လိုက်မယ်ညာဘက် cell ကိုရွှေ့ဖို့အတွက်ညာဘက်မြားလေးနှိပ်လိုက်မယ်နောက်တစ်ခါရွှေ့မယ်အဲ့တော့ဒီမှာဒီ column လေးတွေရဲ့အကျယ်ကကျွန်တော်တို့လူချင်းတဲ့အတိုင်းဖြစ်အောင်ချိန်ချင်ပါတယ်အဲ့တော့အမှတ်စဉ်ဖြစ်တဲ့ဒီ column ကတိတ်ကြကြမလို့တဲ့အတွက်နည်းနည်းကျဉ်မယ်ဒါဆိုရင် B နဲ့ C column တစ်ခုကြားတဲ့ကဒီမြင်းလေးကိုသွားချိန်လိုက်ရင်ဘေးပညာပြတဲ့မြားလေးပေါ်လာမယ်အဲ့ဒီချိန်မှာ click ပြီးတော့ကိုလိုချင်တဲ့ဘက်ကိုပြည့်ဆွဲပြီးတော့လိုသလိုအချင်းကျယ်လုပ်လို့ရပါတယ်ညာဘက်က description ကိုနည်းနည်းကျယ်ချင်တဲ့အတွက်အဲ့ညမှာသွားချိန်မယ်မြားလေးပေါ်လာရင်လိုသလောက်ချိန်လိုက်မယ်amount column ကိုနည်းနည်းချက်မယ်ပြီးရင်ဒီစာသားလေးတွေကိုသက်ဆိုင်ရာ cell လေးတွေရဲ့အလဲကောင်မှာ alignment center ထားခြင်းတဲ့အတွက်ဒီလိုကို click and drag ဆက်လိုက်မှလိုက်မယ်ပြီးရင် home tab ထဲက alignment ဆိုတဲ့အကုစုတွေကဒီနေရာမှာရှိတဲ့ horizontal alignment center ကိုရွေးလိုက်ပါမယ်ဒီပုံမှာရှိတာကတော့ vertical alignment ဖြစ်ပါတယ်ဥပမာကျွန်တော်ကဒီ row ကိုဒီနေရာကနေချိန်ပြီးတော့ခုလို click and drag ပြီးနည်းနည်းဆွဲချက်လိုက်မယ်ဒါဆိုရင်စာတွေက row ရဲ့အောက်မှာကတ်နေတာတွေ့ရမယ်တကယ်လို့မိတ်ဆွေကခုလိုမလို့ခြင်းဘူး row ရဲ့အလဲကောင်မှာရှိနေခြင်းနဲ့ဆိုရင်ဒီ vertical alignment မှာသွားပြီးတော့ middle align ဆိုတဲ့ဟာလေးကို click ချက်နှိပ်ပေးရပါမယ်ဒါဆိုရင် row ရဲ့အလဲကောင်မှာရောက်သွားမှာဖြစ်ပါတယ်ဒီလိုမိတ်ဆွေကခုလို manual ဆွဲချက်တာမျိုးမလုပ်ချင်ဘူးလိုတော့ automatic fix ဖြစ်ချင်တယ်ဆိုရင်သက်ဆိုင်ရာ row ရဲ့အောက်နားမှာချိန်အပေါ်အောက်မြားလေးပေါ်လာရင်နှစ်ချက်ခောက်လိုက်ဒါဆိုရင်အလိုလျောက်စာသားရဲ့အရွယ်စားနဲ့ကိုက်ညီအောင် fix လုပ်ပေးမှာဖြစ်ပါတယ် column တွေကိုလည်းအဲ့ဒီနည်းလမ်းနဲ့လုပ်လို့ရပါတယ်အခုဒါကျွန်တော်ကခေါင်းစဉ်ဖြစ်တဲ့အတွက်တို့ဆက်လက်မှတ်ပြီးတော့အရောင်လေးဖြည့်လိုက်မယ်တို့ဆက်လက်မှတ်မယ် home နဲ့ကဒီစေးပုံပုံလေးရှိတဲ့နေရာမှာဖွင့်ချပြီးရင်ကိုလိုချင်တဲ့အရောင်ကိုရွေးပြီးတော့ click ချက်နှိပ်လိုက်ပါစာသားလေးကိုဖော်လုပ်ချင်တယ်ဆိုရင်တို့ဆက်လက်မှတ်ထားတဲ့အချိန်မှာ home နဲ့ကဒီ B ပုံစံတင်နေတာလေးကို click နှိပ်လို့ရတယ်လို့ကိုချိန်ထားတဲ့အချိန်မှာအောက်မှာပြနေတဲ့ keyboard shortcut ဖြစ်တဲ့ control B ကိုနှိပ်ရင်လည်းရပါတယ်ကျွန်တော်ခု keyboard ကနေ control B နှိပ်လိုက်ပါမယ်ဒါဆိုရင်စလုံးသားလေးထူပါမယ်မြင်ကွင်းကိုနည်းနည်းချဲ့ချင်တယ်ဆုံးချဲ့ချင်တယ်ဒါဆိုရင်မြင်ကွင်းရဲ့ညာဘက်အောက်ဆုံးထောက်မှာရှိတဲ့ဒီအပေါင်းနှုတ်ပုံစံလေးတွေကိုနှိပ်တာပဲဖြစ်ဖြစ်ဒီဘားလေးကိုရွှေ့ပြီးတော့ပဲဖြစ်ဖြစ်လိုသလိုချိန်လို့ရပါတယ်အလွယ်ချိန်နေတယ်ဆိုရင်တော့ keyboard ကနေ control key ကိုဖိထားပြီးတော့ mouse မှာပါတဲ့ဘိန်းလုံးလေးကိုရှေ့တိုးနောက်ဆုပ်လုပ်ပြီးတော့အခုလို zoom in နောက်ကိုလိုသလိုချိန်လို့ရပါတယ်ကျွန်တော်လောက်ထားလိုက်မယ်ပြီးရင်အမှတ်စဉ်လေးတွေနဲ့ထည့်လိုက်မယ်ဒီ round arrow key လေးကိုနှိပ်ပြီးတော့အောက်ဆင်းမယ်2 3 4 5ပြီးညာဘက်ကိုသွားဖို့အတွက်ညာဘက်များလေးနှိပ်မယ်အပေါ်ပြန်တက်ဖို့အတွက်အပေါ်များလေးကိုလိုသလောက်နှိပ်အားလုံးအတူကောက်ပဲကျွန်တော်ထည့်လိုက်ပါမယ်အချိန်ကြာရအောင်ပါပြီးရင် quantity ကိုလည်းအကြမ်းမြင့်မဲ့ထည့်လိုက်ပါမယ်2 3 4 5 6 price ကိုလည်းအကြမ်းမြင့်ထည့်မယ်အမောက်ကတော့ကျွန်တော်တို့ exam မှာဖြစ်တဲ့အတွက် formula လေးသုံးပြီးတော့တက်ပါမယ်အခြေခံ formula လေးတွေလည်းသိသွားမှာဖြစ်ပါတယ်ဒီ၅ချောင်းလုံးရဲ့ကြောက်တဲ့ငွေတွေကိုဒီနေရာမှာတွေ့ကျင်တယ်အဲ့တော့ဒီနေရာရဲ့ဘက်မှာကရေးတင်တာက total amount အားမဆန်းတော့ဘူးဒီ column ကိုလည်းဒီဘက်ကိုချဲ့တာမျိုးမလုပ်ချင်ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဘက်က cell နဲ့ညာဘက်ကဒီ total amount ရိုက်ထားတဲ့ cell နှစ်ခုကိုတစ်ခုတည်းဖြစ်အောင်ပေါင်းလိုက်မယ်အဲ့လို cell တွေပေါင်းဖို့ဆိုရင်ပေါင်းနေတဲ့ cell တွေကိုဆက်လက်မှတ်ပါပြီးရင် home နဲ့က alignment နဲ့က margin center တွေနေရာမှာ click ချက်နှိပ်လိုက်တာနဲ့ cell တစ်ခုကို cell အကြီးတစ်ခုဖြစ်သွားအောင်ပေါင်းပေးမှာဖြစ်ပါတယ် alignment ကတော့ center ဖြစ်သွားမယ်ကိုက right alignment လို့ခြင်းရင် home နဲ့က center ရဲ့ညာဘက်က right alignment မှာပြောင်းလို့ရပါတယ်အခုကျွန်တော်တို့ရဲ့ပထမဦးဆုံးအခြေခံ formula လေးရေးပြီးတော့ဒီဘက်က quantity နဲ့ price ကိုအခြေခံပြီးတော့အမောက်ရအောင်တွက်မယ်အဲ့တော့အခု formula စရေးပါမယ် exam မှာ formula ရေးမယ်ဆိုရင်အဖြေထွက်ချင်တဲ့ cell မှာ formula ကိုရေးရမှာဖြစ်ပါတယ်အဲ့တော့အဖြေထွက်ချင်တဲ့ cell ကဒီ cell ဖြစ်တဲ့အတွက်ဒီ cell ကိုဆက်လက်လုပ်ပါမယ် formula ရေးမယ်ဆိုရင်ပထမဦးဆုံးရေးရမှာက equal ညီမျှခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က quantity နဲ့ price ကိုမျှရမယ်အဲ့တော့နှစ်နဲ့100ကိုမျှမှာမဟုတ်ဘဲနဲ့ exam မှာသုံးကြည့်မယ့်နည်းကနှစ်ရှိနေတဲ့ cell နဲ့100ရှိနေတဲ့ cell နှစ်ခုကိုမျှပေးမှာဖြစ်ပါတယ်အဲ့တော့
နှစ်ရှိနေတဲ့ cell က D3 100ရှိနေတဲ့ cell က E3 capital letter small letter အဓိကမကြပါဘူးဥပမာ D3 လို့ကျွန်တော်ရေးလိုက်မယ်ဒါဆိုရင်အဲ့ cell ကအလိုလျောက်အဲ့ဒီ cell လေးကိုဆက်လက်မှတ်ပြမယ်အမြောက်သင်္ကေတအတွက် keyboard မှာရှိတဲ့ keyword ပုံစံသင်္ကေတလေးကိုအချက်နှိပ်လိုက်မယ်ပြီးရင်ဒုတိယ cell ဖြစ်တဲ့ E3 အဲ့တော့ keyboard ကနေပဲကျွန်တော် E3 လို့ရေးလိုက်မယ်ဒါဆိုရင်သူကဒီ E3 ရဲ့ cell ကိုဆက်လက်လုပ်ပေးမယ် D3 နဲ့ E3 ကိုမြောက်မယ် formula ဖြစ်တဲ့အတွက်အရှိဆုံးက equal sign ထည့်ထားတယ် formula ရေးတာပြီးဖြစ်တဲ့အတွက်ကျွန်တော်က enter ခေါက်လိုက်မယ်ဒါဆိုရင်ဒီမြောက်100ဆိုတော့100နောက်တစ်နည်းရေးကြည့်ပါမယ်အဲ့ဒီ cell ကို select ဖြစ်နေတဲ့အချိန်မှာတစ်ခုရိုက်လိုက်ရင်ရှေ့ဟာက override ဖြစ်ပြီးတော့အလိုလိုပြတ်သွားပါတယ်အဲ့တော့နောက်တစ်နည်းနဲ့ formula ပြန်ရေးကြည့်မယ် formula ရေးဖို့အတွက်ပထမဦးဆုံး equal ပြီးရင်အရင်ကကျွန်တော်တို့က cell name တွေကိုမရိုက်တော့ပါဘူးဒီ cell နဲ့ဒီ cell ကိုမြောက်ချင်တာဖြစ်တဲ့အတွက်ပထမ cell ကို click လုပ်ပြီးတော့ select လုပ်လိုက်မယ်ဒါဆိုရင် Excel က cell name ကိုအလိုလျောက်ထည့်ပေးမယ်ပြီးရင်အမြောက်သင်္ကေတဖြစ်တဲ့ key ပုံလေးကို keyboard ကနေရိုက်လိုက်မယ်ပြီးရင်ဒုတိယ cell ကို select လုပ်လိုက်မယ်ဒီလိုနည်းလမ်းနဲ့လည်း cell နာမည်တွေမမှားအောင် formula ရေးလို့ရပါတယ်အခုခြေခံ formula လေးရေးတာပြီးပြီဖြစ်တဲ့အတွက် enter နှိပ်လိုက်မယ်အဖြေထွက်လာပြီအောက်က cell တွေကလည်းအလားတူ formula တွေပဲရေးရမှာဖြစ်ပါတယ်အဲဒီအတွက်ကြောင့် formula တွေကိုကျွန်တော်တို့က copy ကူးချင်တယ် copy ကူးချင်တယ်ဆိုရင်နည်းလမ်းနှစ်ခုရှိပါတယ်ပထမနည်းလမ်းကရေးပြီးသား formula ရှိတဲ့ cell ကို select ဖြစ်နေရမယ်ပြီးရင်ညာဘက်အောက်တောင်ကဒီ cell လေးရှိတဲ့နေရာမှာသွားချိန်လိုက်ရင် cursor ကအပေါင်းအမဲပုံစံလေးပြောင်းသွားပါတယ်အဲ့ဒီချိန်မှာ mouse ကနေ click ဖိထားပြီးတော့လိုတဲ့ cell ရောက်တဲ့အထိအောက်ကို click and drag ဆွဲချပေးပါလိုချင်တဲ့ cell ရောက်ပြီဆိုရင် mouse က click ဖိထားတာကိုလွှတ်လိုက်ပါဒါဆိုရင်အပေါ်က formula ကိုအောက်တီကူးပြီးဖြစ်သွားပါပြီနောက်တစ်နည်းက formula ရေးထားတဲ့ cell မှာ select လုပ်ပြီးညာဘက်အောက်တောင်ကအဆက်ကလေးကိုသွားချိန်အပေါင်းပုံစံအမဲလေးပေါ်လာတဲ့ချိန်မှာ mouse ကနေ double click နှိပ်ပေးပါဒါဆိုရင် Excel ကသူတွေ့တဲ့လောက် cell တွေအထိကို formula ကို copy ကူးပြီးမှဖြစ်ပါတယ်ဒီမှာကျတော့ဘာဖြစ်လို့ဒီလို sharp value ဆိုတာကြီးဖြစ်သွားလဲဒီဘက်မှာကတွက်စရာမရှိဘဲနဲ့အချက်လက်တွေမှားရင်းနေတဲ့အတွက် formula ကအဖြေမထုတ်နိုင်ဘဲနဲ့ဒီသင်္ကေတထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဒီ formula မလိုတဲ့အတွက်ဒီ cell မှာ select မှတ်ပြီးတော့ keyboard ကနေ delete နှိပ်ပြီးကျွန်တော်ဒီ formula ကိုဖြတ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့သက်ဆိုင်ရာ row လိုက် amount လေးရပြီအခု total amount တွက်မယ် total amount အဖြေကိုတွက်ချင်တာကဒီ cell မှာအဲ့အတွက်ကြောင့်ဒီ cell မှာ formula ရေးရပါမယ်ဒီ cell ကို select မှတ်ထားတဲ့အချိန်မှာ formula ရေးဖို့အတွက်အရင်ဆုံးလုပ်ရမယ် equal ကိုနှိပ်လိုက်မယ်ပြီးရင်အပေါ်ကအားလုံးကိုပေါင်းချင်တာဖြစ်တဲ့အတွက် sum formula ကိုသုံးပါမယ် sum ဝင်စားဘယ်ကနေစပြီးဘယ်အထိပေါင်းပါလဲလို့ကျွန်တော်တို့က cell တွေကိုသတ်မှတ်ပေးရပါမယ်အဲ့တော့အပေါ်ဆုံးဒီ cell ကနေစမှာဖြစ်တဲ့အတွက်ဒီ cell ကို click နှိပ်လိုက်မယ်ကိုယ့်ဘာသာကို F3 လို့ရရင်လည်းရပါတယ်ပြီးရင် keyboard ကနေ full comma တင်နေတာလေးကိုနှိပ်ပေးပါဒါဆိုရင်အခုလိုသူက F3 ကိုနောက်တစ်ချိန်ပြပါတယ်ဒါပေမဲ့အဲ့ဒီဟာကိုဖြတ်လိုက်ပါနောက်ဆုံး cell က F3 မဟုတ်ပါဘူး F3 ကနေစမယ် full comma ခန့်လိုက်ပြီးတော့ဘယ်အထိလဲဒီ3000ရှိတဲ့ cell တွေအဲ့ဒါကြောင့်ဒီ3000ရှိတဲ့ cell ကို play လုပ်ပြီးတော့ select လုပ်ပေးလိုက်မယ်ဒါဆိုရင်အဲ့ဒီ cell ရဲ့ name ကိုသူကဖြည့်ပေးမယ်ပြီးရင်ကျွန်တော်တို့က complete ပေးမယ်ဒါဆိုရင်အခြေခံ formula ဖြစ်တဲ့ sum formula ရေးလုပ်ပြီးပါပြီ sum formula ရေးဖို့ရင်းနှီးကပြန်ရှင်းပြခြင်းပါတယ်ပထမဦးဆုံး equal sign ပြီးရင် sum ဝင်စားပြီးရင်ပထမဦးဆုံး best cell ကနေစပေါင်းပါလေပြီးရင် full comma ပြီးရင် best cell ထိပေါင်းပါလေဆိုတော့ cell ရဲ့ name ဖြစ်ပါတယ်အခု formula ရေးတာပြီးပြီဖြစ်တဲ့အတွက်ကျွန်တော် enter နှိပ်လိုက်ပါမယ်ဒါဆိုရင်သူကအပေါ်က9ကွက်မှာရှိတဲ့တန်ဖိုးတွေအားလုံးကိုဒီကွက်ထဲမှာပေါင်းပေးမှာဖြစ်ပါတယ်ဒီနည်းလမ်းမသုံးမဲ့နဲ့အလွယ်တကူ sum formula ရေးလို့ရတဲ့နည်းလမ်းရှိပါတယ်အဲ့ဒါလေးရှင်းပြဖို့အတွက်လည်းလောလောဆယ်တွက်ထားတာကို select မှန်ပြီးတော့ delete နဲ့ဖြတ်လိုက်မယ်ပထမတစ်နည်းကတော့ shortcut နဲ့ရေးတဲ့နည်းဖြစ်ပါတယ်အပေါ်ကအားလုံးကိုပေါင်းခြင်းနဲ့ sum ဖြေရဒီမှာတွက်ခြင်းတယ်အဲ့တော့အဲ့နေရာမှာ select လုပ် keyboard ကနေ order ကိုပြီးထားပြီး equal sign ကိုတစ်ချက်နှိပ်လိုက်ပါ sum ရဲ့ keyboard shortcut ကိုနှိပ်လိုက်တဲ့အတွက် Excel က automatic သူ့ပေါ်မှာရှိတဲ့ cell တွေကို select လုပ်ပြီးတော့ sum formula ကိုရေးပေးမှာဖြစ်ပါတယ်ပြီးရင်မိတ်ဆွေက enter နှိပ်လိုက်တာနဲ့ sum formula ရေးတာပြီးပါပြီ mouse အသုံးပြုမဲ့နောက်တစ်နည်းကတော့လောလောဆယ်ဒါကိုဖြတ်လိုက်မယ်ပေါင်းကျင်တဲ့ cell တွေကိုအရင်ဆုံး select လုပ်ပြီးရင် ribbon နဲ့က home ဒီဘက်က formulas ကိုတွားလိုက်မယ်ပြီးရင်ဘယ်ဘက်နားလေးမှာ auto sum ဆိုတာရှိပါတယ်အဲ့ဒါလေးကိုဖွင့်ချကြည့်ရင်အဲ့ထဲမှာအခြေခံ formula တွေအများကြီးရှိပါတယ်ဆက်လက်မှတ်ထားတာတွေအားလုံးကိုပေါင်းကျင်တာဖြစ်တဲ့အတွက်ဒီဆုံးက sum ကိုရွေးပြီးကျွန်တော် click နှိပ်လိုက်မယ်ဒါ
ဒါဆိုရင်အောက်ဆုံးမှာသူက sum formula ရေးပြီးတော့အပေါ်က cell တွေအားလုံးကိုပေါင်းပေးမှာဖြစ်ပါတယ်အခုဒီညမှာကျွန်တော်တို့က9000လို့မြင်ရတယ်ဒါပေမဲ့ရှေ့ကကျွန်တော်ပြောသားခဲ့တဲ့ formula bar ထဲမှာတော့အထဲမှာရှိနေတဲ့ formula ကိုပဲမြင်ရပါတယ်ဒါက formula bar ရဲ့ထူးခြားချက်ပါတကယ်လို့ cell ထဲမှာ data ရှိပြီးတော့ formula မရှိဘူးဆိုရင် formula bar ထဲမှာ data ကိုပြပါတယ် cell ထဲမှာ data လည်းရှိတယ် formula လည်းရှိတယ်ဆိုရင်သူက formula bar ထဲမှာ formula ကိုပဲပြပါတယ်အခုကျွန်တော်တို့ရဲ့ပထမအဆုံးစာရင်းလေးလုပ်လို့ပြီးပြီအခြေခံ formula လည်းနည်းနည်းသိသွားပြီအဲ့တော့ဒါလေးကိုကျွန်တော်တို့က formula လေးနည်းနည်းလုပ်မယ်ဘောင်လေးတွေထည့်မယ်စာရင်းတစ်ခုလုံးကိုပေါင်းထည့်ဖို့အတွက်စာရင်းတစ်ခုလုံးကိုကျွန်တော်အခုလိုဆက်လက်မှတ်လိုက်မယ်ပြီးရင် home လေးကိုသွားမယ်ပြီးရင် font ဆိုတဲ့အုပ်စုတွေကဒီနေရာမှာ border ဆိုတဲ့ combo box လေးရှိပါတယ်အဲ့ဒါလေးကိုဖွင့်ချမယ်အဲ့ဒီမှာ border အမျိုးအစားမျိုးစုံရေးလို့ရပါတယ်အကုန်လုံးကို border ထည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်အဒီက all border ကိုရွေးပါမယ်တကယ်လို့တစ်ခုခု border ဖြတ်ချင်တယ်ဆိုရင်အဲ့ဒီ cell ကိုဆက်လက်မှတ်ပြီးတော့ဒီနေရာမှာ no border ပြီးတော့ outside tick outside border မျိုးစုံလာရွေးလို့ရပါတယ်အဲ့တော့ကျွန်တော်က all border ကိုရွေးလိုက်မယ်အဲဆိုရင်ကျွန်တော်ရဲ့ scene လေးကို border တွေအားလုံးထည့်ပေးမယ်ဒီနှစ်ကွက်မှာအလယ်ကမြင်းလေးကိုကျွန်တော်တို့ကမလိုချင်ဘူးအဲ့တော့ဒီနှစ်ကွက်ကိုဆက်လက်မှတ်လိုက်မယ်ပြီးရင် home နဲ့က border ပုံပေါ်ကိုဖွင့်ချမယ်စိတ်ကြိုက် border တွေသတ်မှတ်ချင်တာဖြစ်တဲ့အတွက်အောက်ဆုံးက more border ကိုနှိပ်လိုက်မယ် format cell dialog box ကြီးပွင့်လာတဲ့အခါမှာကျွန်တော်တို့ select လုပ်ထားတဲ့ area မှာရှိတဲ့ border တွေရဲ့အခြေအနေကိုဒီမှာ preview ပြပါတယ်ကျွန်တော်တို့ကအလယ်ကဒီ border လေးကိုဖြတ်ချင်တာအဲ့အတွက်ကြောင့်ဒီအလယ်က border လေးကိုချိန်ပြီးတော့ click ချန်နှိပ်လိုက်ပါဒါဆိုရင်အလယ်က border လေးပျောက်သွားမယ်ပြန်ထည့်ခြင်းနဲ့ဆိုရင်လည်းအဲ့ဒီနေရာမှာပဲချိန်ပြီးတော့ click ချန်နှိပ်လိုက်ရင်ပြန်ထည့်လို့ရပါတယ်ဒါလို့ဆို click နှိပ်ပြီးတော့တောင်းလိုက်မယ်ကိုလိုချင်တဲ့အတိုင်းရပြီဆိုရင် okay နှိပ်လိုက်မယ်ဥစဉ်မိတ်ဆွေရ Excel ရဲ့အဓိကကြားတဲ့အခြေခံ formula နှစ်ခုနဲ့ဂျင်းစရာလေးတစ်ခုစတင်ပြုလုပ်ခြင်းကိုနည်းနည်းနားလည်သွားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်